ပါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုပ်မြင့်မြတ်တဲ့အလုပ်ပါရဆိုတဲ့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံကိုရောက်စေတတ်ရစေတတ်တဲ့အလုပ်အဲ့ဒါကိုပါရမီလို့ခေါ်တာနော်အဲ့ဒီမြင့်မြတ်တဲ့အလုပ်ပါရမီကဘယ်နှပါရှိတော့10ပါးတဲ့ဒါနံသီလင်္စနိက္ခမံပညာဝိရိယပင်စမံခန္တီသစ္စာအဋိဌာနမေတ္တုပိက္ခာတိမာတတဒါနရဲ့သီလရဲ့နိက္ခမရဲ့ပညာရဲ့ဝိရိယရဲ့၅ခုခန္တီသစ္စာအဋိဌာနမေတ္တုပိက္ခာတိမေတ္တုပိက္ခာဆိုတာမေတ္တာနဲ့ဥပိက္ခာကိုရောထားနော်မေတ္တာရဲ့ဥပိက္ခာရဲ့ဘယ်နှမျိုးတော့10မျိုးတဲ့အဲ့ဒါဘဝမှာမြင့်မြတ်ခြင်းနဲ့ဆိုရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ဒီ10မျိုးသောအလုပ်ကိုကျွမ်းကျင်ထားရမယ်ဒီ10မျိုးကိုနားလည်ထားရမယ်ပို့ပြီးတော့မြင်မာတဲ့ရည်ရွယ်ချက်နဲ့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံကိုငါရောက်အောင်သွားမယ်ဆိုရင်လေဒီ10မျိုးသောလမ်းစဉ်ကိုဘုံဘုံတို့ကျွမ်းကျင်ထားရမယ်နံပါတ်1ဒါနတဲ့နှမျောဝန်တိုမှုအညစ်အကြေးကိုစစ်ကြောနိုင်ရမယ်ပေးနိုင်ရမယ်ဝေနိုင်ရမယ်မျှနိုင်ရမယ်နော်ကိုယ့်ရဲ့အစွမ်းအစရှေးအတိတ်ကံပြစ္ဆုတ်ပန်အစွမ်းအစတွေပေါင်းဆက်လို့ရထားတဲ့ဥစ္စာပစ္စည်းကိုတယောက်တည်းသုံးဆွဲမယ်ဆိုတဲ့ဘောင်ချင်းနဲ့အမြင်ကိုကျော်လွန်စေရမယ်တတ္တဝါတွေကိုလည်းဝေမယ်မျှမယ်ဝေနိုင်တဲ့စိတ်မျှနိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ပဲဒါနတဲ့ပြီးတော့မှာတော့သီလတဲ့သီလဆိုတာကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းတာကိုယ့်ရဲ့ကာယကမှုဝစီကံမှုကြောင့်ဘယ်သူကိုမှမထိခိုက်စေရဘူးဟုတ်လားဒါနံသီလင်္စနိက္ခမဟောနိက္ခမနိက္ခမဆိုတာထွက်မြောက်ကြောင်းတရားလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအကုသိုလ်သဘောကနေကုသိုလ်သဘောဖြစ်အောင်လုပ်ရင်အဲ့ဒါနိက္ခမဖြစ်တော့တာပဲသူကနားလေရမယ်နော်ဒီဥစ္စာလေးကိုနိက္ခမဆိုရင်တောထွက်တာလို့ဘောင်ချင်းချင်းလေးနားလေထားလို့မပြည့်စုံဘူးခုထိုင်နေရင်နဲ့နိက္ခမဖြစ်အောင်လုပ်လို့ရတယ်ပြောရရင်ကုသိုလ်တရားမှန်သမျှအလုံးဟာနိက္ခမပဲတော့ညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်သွားတာပေါ့နော်ဒီနေကြနေရာလေးကညင်နွမ်းတယ်စိတ်ကလေးကနေကြနေရာလေးကညင်နွမ်းတယ်ဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ကဖြူစင်မှုတွေကိုရှေ့ရှုပြီးတော့ထွက်နိုင်အောင်လုပ်တယ်အနှစ်သာရရှိရှိထွက်နိုင်ဖို့လိုတယ်နော်ညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်တယ်ပူလောင်မှုကနေငြိမ်းအေးမှုတွေကိုထွက်တယ်လှုပ်ရှားမှုကနေငြိမ်သက်မှုတွေကိုထွက်တာရှုပ်ထွေးမှုကနေရှင်းလင်းမှုတွေကိုထွက်တာမလီကောင်းတယ်နော်အဲ့ဒါဘာတော့နိက္ခမဒါနံသီလင်္စနိက္ခမပညာဝီရိယပင်စမပညာတဲ့ပညာဆိုတာတဘာဝတရားတွေရဲ့အကြောင်းကိုပိုင်းခြားဝေဖန်ပြီးတော့အသေးစိတ်မှန်မှန်ကန်ကန်သိတာကိုပညာလို့ခေါ်တာအလွန်မြတ်နိုးစရာကောင်းတဲ့တဘာဝတရားတစ်ခုယရနာလို့မြတ်စွာဘုရားဟောတယ်နော်ပညာနရဏံရတနံလူသားတွေရဲ့လောကမှာတန်ဖိုးအကြီးဆုံးယရနာပဲတဲ့ပညာဟုတ်လားပညာဆိုတာပထမအဆင့်အကြောင်းအကျိုးကိုသိတာတခုခုဖြစ်တာကိုတွေ့ဒါဘာကြောင့်ဖြစ်တာစဉ်းစားဒါကြောင့်ဘာဆက်ဖြစ်နိုင်လဲဆိုတာကိုလည်းစဉ်းစားအဲ့ဒါဘာတော့ပညာအကြောင်းအကျိုးကိုသိတာနော်ဒါနံသီလင်္စနိက္ခမံပညာဝီရိယတဲ့ဟော၅ခုမြောက်ကမြင့်မြတ်ခြင်းတဲ့လူဟာကြိုးစားရမယ်မကြိုးစားလို့မရအောင်ငါလုပ်မယ်ဒီလုပ်ငန်းကိုလုပ်မယ်ဒီစိတ်ရှိရမယ်နော်တကယ်လည်းပဲဘုန်းတော်ကနော်ဒါနလည်းကြိုးစားမှဖြစ်တာသီလလည်းကြိုးစားမှဖြစ်တာနိက္ခမလည်းကြိုးစားမှဖြစ်တာပြောရရင်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ကြိုးစားမှရတာဒီတိုင်းနေလို့ဘာမှရလာတယ်ဆိုတာမရှိဘူးဒါကြောင့်ပြောထားတာလေးတစ်ခုကောင်းတယ်ပေါ်လာတယ်နော်ချင်းသေးကြီးကစွန့်လိုက်တာသူ့မှာတခါလဲခွန်အာဗလာလည်းပြည်တယ်ခြေတော်မှာလည်းပဲခြေသေးကြီးတွေလက်သေးကြီးတွေလည်းပါတယ်သူ့ရဲ့လက်ရဲ့တတော်မှာဆိုရင်ဝှက်ထားတဲ့အာကြီးတစ်ခုပါသေးတယ်နော်အလွန်မှလည်းပဲအသက်အပုတ်ကျွမ်းကျင်တဲ့သားကောင်ကိုဘလို့သားကောင်မဖြစ်ဖြစ်မိအောင်ဖမ်းနိုင်တယ်ဒါပေမဲ့အိပ်ပျော်နေတဲ့ချင်းသေးကြီးရဲ့ပါဇက်ထဲကိုဘ
ဘယ်သားကောင်မှအလိုလျောက်ဝင်မလာဘူးတဲ့ဟုတ်လားကျုပ်တို့လည်းပဲအစွမ်းတွေရှိတယ်လုံနိုင်စွမ်းတွေရှိတယ်မြင့်မြတ်နိုင်စွမ်းတွေရှိတယ်သို့တော့ဝရိယမရှိဘူးအိပ်ပျော်နေတဲ့ချင်းသေးကြီးလိုဖြစ်နေမယ်ဆိုရင်ဘလောက်အစွမ်းရှိဘယ်သားကောင်မှအလဲကဝင်မလာဘူးတဲ့ဟုတ်လားကောင်းတယ်နော်ဒါကြောင့်ဘုန်းတို့မြင့်မြတ်ခြင်းဘာလို့အောင်လို့ကြိုးစားရမယ်ကြိုးစားလို့မရအောင်ဟုတ်လားဒါနံသီလင်္စနိက္ခမပညာဝိရိယပင်စံမပြီးတော့လည်းတော့ခန္တီသစ္စာအဋိဋ္ဌာဏခန္တီဆိုတာဘာတော့သီးခံနိုင်တာမြင့်မြတ်ခြင်းတဲ့လူတနည်းအားဖြင့်တစ်ဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုရောက်ခြင်းတဲ့လူဟာဒီအည်သွေးရှိရမယ်ဒီလမ်းစဉ်ကိုရှောက်လန်းနိုင်ရမယ်ငါသီးခံမယ်ကဲပြောပါစီရပါတယ်ပြန်ပြီးတော့စိတ်ကဒေါသနဲ့မတုံ့ပြန်ပါဘူးထားလိုက်ပါတော့တကယ်တမ်းကကိုဒီလက်ရောက်ကိုလာပြီးတော့နှိပ်စက်တယ်စော်ကားတယ်ဆိုတာဘုရားမှာအလုံးမရှားပါပါတယ်အလွန်ဆုံးကိုနှိပ်စက်ကြတာဒေါသဖြစ်အောင်လုပ်ကြတာပြောတာဆိုတာလောက်ပဲရှိတာပါတချို့ဆိုရင်ကိုရှိတောင်မပြောရှာပါဘူးကိုယ်ရလောက်ပဲပြောတာပယ်လာတဲ့လူရှိလို့လားကြားရတာနော်အဲ့တော့ဘုရားကဘာရစေချင်တာဆိုတော့သိခံလိုက်ပါထားလိုက်ပါစိတ်ထဲထည့်မနေပါနဲ့ဆိုတဲ့သဘောလေးပေါ့နော်တချို့ကိုယ့်အကိုအလုံးရှုပ်ခံပြီးတော့ဒါကြီးကိုတွေးနေလို့ပြဿနာဖြစ်နေတာထားလိုက်ဓာတ်တဲ့အရေးကြီးတဲ့လို့ငါလောက်အောင်ပဲဆိုရင်အလိုလိုသိခံပြီးသားဖြစ်သွားဘယ်တော့ကောင်းတော့ဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းနဲ့ဆိုရင်ဘာလို့အောင်တော့သိခံရမယ်ခန္တီပရမတ္တပောတိဒိဋ္ဌာဒီအကျင့်ဟာအကောင်းဆုံးကျင့်ပဲတရတ္ထာပရမအတ္ထာသူလောက်ကိုယ့်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့အရာဘယ်ဟာမှမရှိဘူးလို့ခန္တီရဲ့အပေါ်မှာမြတ်စွာဘုရားအဲ့လိုမြင်တာခန္တီပြီးတော့ပါတော့သစ္စာတဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်မှန်ကန်ရမယ်အပြောမှန်ရမယ်အလုံးမှန်ရမယ်အထူးသဖြင့်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားဟာမှန်ကန်ရမယ်သစ္စာမရှိဘဲနဲ့သစ္စာသိဖို့မလွယ်ဘူးဟုတ်လားသစ္စာဆိုတဲ့အမှန်တရားကိုသိရင်အရိယာဖြစ်တာပဲအရိယာဆိုတာဖြူရှင်တာကိုပြောတာနော်အဲ့ဒီသစ္စာဆိုတဲ့အမှန်တရားကိုသိခြင်းသစ္စာအရင်ဘာလို့အောင်လို့ရှိရမယ်မှန်ရမယ်ပေါ့နော်ခန္တီသစ္စာပြီးတော့ဘာလို့အဋိဋ္ဌာနဲ့အဋိဋ္ဌာဏအဋိဋ္ဌာဆိုတာဒါလုပ်မယ်ဆိုလို့ရှိရင်တကယ်ဖြစ်အောင်လုပ်တာပြီးသွားအောင်လုပ်လိုက်တာပေါ့ဆိုကြဆိုငါတရားနာယူဝတ်ထိုင်မယ်ဆိုနာယူဝတ်မပြည့်မချင်းမထဘူးပေါ့ကိုယ့်ရဲ့သတ်မှတ်ချက်ကိုကိုပြန်ပြီးတော့တီအောင်လုပ်တာကိုဘာလို့ခေါ်တော့အဋိဋ္ဌာအဲ့ဒါကနော်ဒီပါရမီ10ပါးထဲမှာ तू ကနည်းနည်းတော့မျက်နှာငယ်ပုံရတယ်အဲ့ဒီပါရမီလေးကသိပ်ပြီးတော့အပြောမများကြအောင်တကယ်တမ်းကအဲ့ဒီဥစ္စာလည်းပဲလိုအပ်တယ်နော်အောင်မြင်ခြင်းနဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်အဲ့ဒီအဋိဋ္ဌာလည်းပဲပါဖို့လိုရနော်ဒါမှပါရမီကအလွန်ကောင်းတယ်နော်ပါရမီ10ပါးခန္တီသစ္စာအဋိဋ္ဌာဏပြီးတော့ပါတော့မေတ္တုပေက္ခတိမာရတာတဲ့မေတ္တာဥပေက္ခမေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာအကျိုးလိုလားတဲ့စိတ်ကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့အလွန်ကောင်းတဲ့စိတ်ပဲစိတ်ကောင်းနှလုံးကောင်းဆိုတာအဓိကမေတ္တာကိုပြောတာလို့တောင်ကြုတ်ကခံစားရတယ်သူများပေါ်ချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့မှအစဉ်မပြေတာမဖြစ်စေခြင်းအဲ့ဒီစိတ်ကလေးဟာအမွန်မြတ်တယ်နော်အဲ့တော့ခဏခဏကိုယ်စိတ်ထဲဖြစ်အောင်လုပ်ရင်ငြိမ်းအေးပြီးတော့လူကဘယ်လိုဖြစ်တာလဲဆိုတော့နော်ဒေါသကြောင့်အလိုမကျမှုကြောင့်ဖြစ်တယ်လှုပ်လက်ခတ်မှုတွေပူလောင်မှုတွေအများကြီးလျော့နေဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းတယ်ဆိုရင်မေတ္တာကိုလည်းဘုံဘုံတို့နားလည်ပြီးတော့ကျွမ်းကျင်အောင်လုပ်တတ်ရမယ်ဟုတ်လားမေတ္တာပြီးတော့ဘာတော့ဥပေက္ခတဲ့ဥပေက္ခကတော့မြင့်မြတ်တဲ့လေးလျူ